နားလေပါတယ်မေပဲကချိုင်လုံးပြောပါနဲ့နော်ငါပဲလေကကနဲ့ဘာလို့ရရှုံးနေတာမေပဲကလည်းနားလေတဲ့နဲ့နာမဝမချတ်တရားဆိုတာမရှိနိုင်ပါဘူးမေကလည်းလို့သူမှလည်းမချင်နိုင်တော့ပါ